စာပေလွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးဖခင်ကြီးသခင်ကိုရောမိုင်းသခင်ကိုရောမိုင်းဆိုတာတခေတ်တယောက်ရှားပါတဲ့မျိုးချစ်စာဆိုတော်ကြီးဖြစ်တယ်လို့မြန်မာလွတ်လပ်ရေးရဲ့ပြီးသူကကြီးကမ္ဘာငြိမ်းချမ်းရေးရဲ့ဖခင်ကြီးဖြစ်လို့ကျွန်တော်လေးလာမိသမျှရွှေတောင်မြို့သားဆရာကြီးသခင်ကိုရောမိုင်းရဲ့အကြောင်းကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ငင်းချမ်းရေးအလွမ်းစိတ်ညို့ညို့မြတ်ကန်ချီကဝါလေရွာအနေဆုပ်ခဲ့ပေမဲ့ပြည်တန်တဲ့အားရှိခဲ့တယ်သူကြံတဲ့အစွမ်းပြခဲ့တယ်ပြင်းရှာရှာနဲ့ခွေးတီကာချက်လို့နားလေအောင်ပမာပြုခဲ့ငင်းချမ်းရေးကိုပဲသူရှေ့ရှုတယ်ဒါပေမဲ့လေကြောင်ကရန်းနဲ့ဟောင်တန်တွေကလွမ်းသူမျောတဲ့လမ်းကဝေးနေသေးပါပဲခုနေခါမှာအဖိုးသာတေရွာကထားလို့ခဏတာကြီးခွင့်တီးခွင့်များရခဲ့ရင်လေတွေးမိပါရဲ့အမဲယိုးကနေပြီးခွေးတွေကများနေတယ်လို့ပြောခဲ့တဲ့စကားထက်900ကိုမြုံဇာတိမှန်ကိုထုံးလို့အမဲယိုးကိုမျောပြီးခွေးတွေကြိုက်နေကြပြီလို့များပြောဦးမယ်ထင်သခင်ကိုရောမိုင်းကို1896ခုနှစ်မတ်လ23ရက်မြန်မာတက္ကရာ1230တပေါင်းလာပြီးကျော်14ရက်ကြာသပတေးနေ့မှာအဖဦးစံတွန်းအမိဒေါ်အုံတို့ကပြည်ခရိုင်ရွှေတောင်မြို့နယ်ဝါလေရွာတွင်မွေးဖွားခဲ့ပါတယ်။မွေးချင်း9ယောက်အနက်ဒုတိယမြောက်ဖြစ်ကငယ်နာမည်မောင်လုံးမောင်လို့ခေါ်ပါတယ်။ငယ်စဉ်ကကြီးသေးလေးထက်ဆရာတော်ဖရာကြီးထံတွင်စာပေပညာကိုစီးပူးလေးလာသင်ယူခဲ့သူပါ1883ခုနှစ်တွင်ဦးလေးတော်သူဦးပဇင်းဦးတီရီနှင့်အတူမန္တလေးသို့လိုက်ပါသွားပြီးမြတောင်ကျောင်းတိုက်ဆရာတော်ဖရာကြီးထံတွင်ကိုရင်ဝတ်ဖြင့်ပညာဆက်လက်စီးပူးခဲ့ပါတယ်။ရှင်သာမဏေပွဲမှာပန္တိတဖြစ်ပါတယ်1885ခုနှစ်နိုဝင်ဘာလ29ရက်နေ့တွင်နောက်ဆုံးမြန်မာဘုရင်တီဘောမင်းနှင့်မိဖုရားပါတော်မူသည့်မြင်ကွင်းကိုစာတော်ဝင်ဦးဆိုင်၏ကျောင်းလက်ရန်ပေါ်မှမြင်တွေ့ခဲ့ရသူပါ။အဲ့ဒီနေ့မှာပဲမောင်လုံးခေါ်ရှင်မန္တိတဟာစကိုင်းဘက်သို့တောထွက်ခဲ့တယ်လို့မှတ်ရပါတယ်။စကိုင်းချောင်းဦးမုံရွာအလုံးမောင်းထောင်ပူတလင်းနဲ့ကန်ဒီဒေတာများတွင်6နှစ်ခန့်လှည့်လည်၍စာပေပညာသင်ယူခဲ့ပါတယ်။မောင်လုံးခေါ်ရှင်မန်တိတဟာအကိယဖိုးထိုးခြင်းကိုလည်းဝါသနာပါခဲ့ပါတယ်။1894ခုနှစ်တွင်ဖခင်ကြီးဦးစံတွန်းကွယ်လွန်ခဲ့ပါတယ်။1890ခုနှစ်တွင်အစိုးရစစ်9တန်းစာမေးပွဲကိုမုံရွာမြို့အလွတ်ပညာသင်ကျောင်းမှဦးပန္တိတရဟန်းအမည်ဖြင့်ဖြေဆိုအောင်မြင်ခဲ့ပါတယ်။1898ခုနှစ်တွင်မော်လမြိုင်မြို့သို့တွားရောက်ပြီးမြန်မာတိုင်းသတင်းစာတွင်ပန်နီလေးဟူသောကလောင်မီဖြင့်စာများကဗျာများရေးသားခဲ့ပါတယ်။1900ပြည့်နှစ်အသက်24နှစ်အရွယ်တွင်ရန်ကုန်မြို့သို့ရောက်ရှိလာပြီးစပုတ်ကျက်တည်ပုံနှိပ်တိုက်တွင်စာစီလုပ်ဝင်လုပ်၍မကြာမီပင်ထိုပုံနှိပ်တိုက်၌စာပြင်ဆရာဖြစ်လာပါတော့တယ်။1903ခုနှစ်တွင်ရန်ကုန်မြို့ကြည်မြင်တိုင်း9ကျော်ကိုရက်နေစံစပါးပွဲစားဦးနုဒေါ်နင်းတို့၏သမီးဒေါ်ရှင်နှင့်အကြောင်းပါခဲ့ပါတယ်။ထိုနှစ်မှာပင်စပုတ်ကျက်တည်ပုံနှိပ်တိုက်မှရန်ကုန်တိုင်းသတင်းစာတိုက်သို့ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်ခင်ဗျာသခင်ကိုရောမိုင်းဖြစ်လာမဲ့မောင်လုံးဟာအိမ်အောင်ကြပြီးမှုသတင်းစာတိုက်များမှာအလုပ်လုပ်ရင်းစာပေနယ်တွေကိုခြေစုံပြုတ်ဝင်ခဲ့ပါတယ်ဇက်စာအုပ်များလည်းအများပြားရေးသားခဲ့ပြီးပြဆက်ပေါင်း80ခန့်ရေးသားပြုစုခဲ့ပါတယ်မော်လမြိုင်မြို့မြန်မာတိုင်းသတင်းစာအက်ဒီတာအဖြစ်ဝင်ရောက်လုပ်ကိုင်စဉ်မှာပန်တီလေးမောင်တမာတိအမည်များဖြင့်စောင်းပါများရေးသားရင်းနဲ့1905ခုနှစ်မှာရွှေတောင်မောင်လွမ်းကလောင်မီဖြင့်မော်လမြိုင်ရဇဝင်ဝတ္ထုကိုရေးသားထုတ်ဝေခဲ့ပါတယ်။ရွှေနက်တောင်ဖျားစာအုပ်များကိုဆရာလုံးအမည်ဖြင့်ရေးသားထုတ်ဝေခဲ့ပါတယ်။အဲဒီနောက်မှာကဝိတာရမြင့်စုကျမ်းပရမတ္ထတန်ခိတ်အခြေကျမ်းဒုတိယတွဲတို့ကိုဆရာလွမ်းအမည်ဖြင့်ရေးသားခဲ့ပြန်ပါတယ်။1909ခုနှစ်မှာမြန်မာတိုင်းသတင်းစာထုတ်ဝေမှုရပ်ဆိုင်းသွားသောအခါဟင်္ဒရာမြို့အမရဝတီစာပုံနှိပ်တိုက်တွင်စာပြုအဖြစ်နှင့်အက်ဒီတာအဖြစ်ခေတ္တဝင်ရောက်လုပ်ကိုင်ခဲ့ပြန်ပါတယ်1910ပြည့်နှစ်မှာတော့တူရိယသတင်းစာစတင်ထုတ်ဝေသောအခါအက်ဒီတာဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့ကခေါင်းဆောင်ကြီးနှင့်ဖုန်ကြီးဒီပနီတို့ကိုရေးသားခဲ့ပါတယ်1912ခုနှစ်တဝိုက်တွင်ခေတ်ပညာတတ်မြန်မာလူငယ်များကြား၌နာမည်ရှိမှမစ္စတာတက်ချင်းခေတ်စားလာကြကအင်္ဂလိပ်ကိုအထင်ကြီးရှိနေကြပါတော့တဲ့အသင်းစည်းဝေးများတွင်ပင်မစ္စတာမီအောင်မစ္စတာသိမ်းမောင်စသည်ဖြင့်မှတ်တမ်းတင်ရေးသားနေကြလေရာဆရာကြီးမှာလွန်စွာစိတ်မကောင်းဖြစ်ရသည်ဟုဆိုကြပါတယ်။တိုင်းပြည်ခေါင်းဆောင်လုပ်ကြရမည့်လူငယ်များ၏အမည်ရှိမှမစ္စတာအမိပြုတ်သွားအောင်လုံးမဖြစ်တော်မူဟုကြံစည်မိပါတော့တယ်။
ထိုအချိန်ကဝန်စာရေးဦးကြီးရေးသားသည့်ချင်းပေါင်ရွက်သည့်မောင်မိုင်းဝတ္ထုထွက်နေလေရာထိုဝတ္ထုထဲမှဇက်လိုက်မောင်မိုင်းဟာလူရှုပ်လူပွေကြာသမားများဝေသူဖြစ်၍စာဖတ်သူတို့ကအော်နှလုံးနာကြလေကဆရာကြီးသည်ထိုမောင်မိုင်းအမည်ကိုယူကာရှေကမစ္စတာတက်ပြီးမစ္စတာမောင်မိုင်းကလောင်မည်ကိုယူ၍တူရိယသတင်းစာ၌ဂျာဒီကဆောင်းပါးများရေးသားခဲ့ပါတယ်ထိုနောက်တူရိယသတင်းစာ၌ပင်မစ္စတာမောင်မိုင်းအမည်ဖြင့်ဘိုဒီကာဆောင်းပါးများဆက်လက်ရေးသားခဲ့လေရာထိုစဉ်ကဘီလက်ပြန်ခေါ်နိုင်ငံခြားပြန်များ UK နိုင်ငံမှပြန်လာသူများကြား၌ထိုဆောင်းပါးများကြောင့်အတော်ကရက်ရိုက်ပေါ်လောထသွားသည်ဟုမှတ်ရပါတယ်။သတင်းစာတိုက်သို့မေးကြမြန်းကြစူပူကြအပြန်အလှန်ဆောင်းပါးများရေးသားကြပါတော့တယ်ထိုနောက်ပိုင်းတွင်မြန်မာအမည်များရှိ၌မစ္စတာများပြုတ်သွားသည်ဟုဆိုပါတယ်။ဆရာကြီးအသက်40အရွယ်1914-15ခန့်မှာဇနီးသည်ဒေါ်ရှင်ကွယ်လွန်ခဲ့ပြီးသားသမီးလေးဦးကျန်ခဲ့ကအငယ်ဆုံးသမီးလေးမှာ17လအရွယ်သာရှိသေးရာဆရာကြီးမှာအလွန်ပင်ကတိလင်နာဖြစ်ခဲ့ရပါတယ်။ထိုမြဒုက္ခရောက်သည့်အချိန်များမှာပင်ဆရာကြီးဟာအရေးကြီးသည့်ဘိုဒီကာဆောင်းပါးများကိုရေးသားခဲ့၍စာအုပ်ဖြစ်လဲရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ဆရာကြီးသည်1920ပြည့်နှစ်ခန့်ထိတူရိယသတင်းစာတိုက်တွင်မြန်မာစာဘက်ဆိုင်ရာအက်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီးတူရိယတွင်အက်ဒီတာလုပ်သည်မှာတိုင်းပြည်အကျိုးအတွက်ဖြစ်တော်လဲတပိတ်မောက်ចောင်းသားများကိစ္စမှာအလွန်အရေးကြီးသောအမျိုးသား၏ကိစ္စဟုမြင်ကာစာဝတ်နေ၏အခက်အခဲရှိသည့်ကြားမှကျောင်းသားများနှင့်ဦးမောင်ကြီးတို့၏တောင်းပန်ချက်အရတူရိယသတင်းစာမှအလုတ်ထွက်ပြီးဗဟန်းအမျိုးသားကောလိပ်တွင်မြန်မာစာပေနှင့်ရာဇဝင်ဘာသာရပ်များပို့ချတင်ကြားသည့်တာဝန်ကိုယူခဲ့ပါသည်။မှန်နန်းရာဇဝင်တော်ကြီးကိုပြင်ဆင်ပြီးဖြတ်က1922ခုနှစ်မှာပင်ရေးသားထုတ်ဝေခဲ့ပါသည်။1919ခုနှစ်ကရေးသားခဲ့သောဒေါင်းဒီကာကိုလည်းအမျိုးသားပညာရေးအဖွဲ့သင်ခန်းစာတေယိုကော်မတီကကျောင်းသုံးစာအုပ်အဖြစ်ပြဋ္ဌာန်းပေးခဲ့ပါတယ်1922ခုနှစ်တွင်မြောက်တီကာကိုရေးခဲ့ပြီး1923ခုနှစ်နိုင်ငံရေးအကွဲအပြဲခေတ်တွင်မြောက်ကန်ဒီကိုရေးခဲ့ပါတယ်1925ခုနှစ်တွင်မူလ GCBA ဝန်သားမှုများနှင့်22ဦးကိုင်းသားများစင်ပြိုင်ဖြစ်လာသည်ကိုပြန်လည်ညီညွတ်ကြစေရန်ဗန်ဒူးလာဂျာနယ်မှနေ၍ခွေးတီကာဆောင်းပါးများရေးသားကာသတိပေးခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတပိတ်ကြီးကိုမော်ကွန်းတင်ထားသောဝိုင်းကောက်တီကာကိုလည်းရေးသားကာ1920ခုနှစ်တွင်ထုတ်ဝေခဲ့ပြန်ပါတယ်1928-29ခုနှစ်များတွင်တောပုံကြီးစံပဲကျိုးမိန်ကြသည့်အမှုမှာအယူခံကိစ္စကိုဆရာကြီးကဥဆောင်ပေးခဲ့ပြီးမြင်းချန်ထောင်ထိသွားကစံဖဲကိုတွဲဆုံအားပေးခဲ့သည်ဟုမှတ်ရပါတယ်1930ပြည့်နှစ်တွင်ဆရာစံတောင်သူလေသမားအရေးတော်ပုံကြီးပေါ်ပေါက်လာသည့်အခါတူရိယသတင်းစာတွင်ဂလုံဒီပနီဆောင်းပါးများရေးသားပြီးလွတ်လပ်ရေးအတွက်တောင်သူလေသမားတော်လှန်သူများဘက်မှဆရာကြီးသည်မာမာရက်ပြခဲ့ပါတယ်ခင်ဗျာ1934ခုနှစ်မှာတော့ရေနံချောင်းမြို့တွင်ကျင်းပသောပထမအကြိမ်သခင်များညီလာခံသို့တက်ရောက်ပြီးဒုဗမာအစည်းအရုံး၏နာယကအဖြစ်တင်မြှောက်သည်ကိုလက်ခံ၍မစ္စတာမောင်မိုင်းမှသခင်ကိုတော်မိုင်းအမည်သို့ပြောင်းလဲခဲ့ပါတယ်ထိုစဉ်ကမြန်မာလူမျိုးများကိုအင်္ဂလိပ်တို့ကကျွန်းတပွဲသဘောထားကအင်္ဂလိပ်အရာရှိများကိုသာသခင်ဟုခေါ်ဝေါ်စေခဲ့သည်ထိုအစဉ်လာကိုတော်လန်သည့်အနေဖြင့်ဒုဗမာအစည်းအရုံးဝင်လူငယ်များကငါတို့သည်သာလျှင်ဗမာပြည်၏သခင်ဖြစ်သည်ဟူသောကြွေးကြော်သံဖြင့်လူငယ်များ၏အမည်ရှိတွင်သခင်ဟူသောဂုဏ်ထူးဆောင်မည်ကိုစတင်တက်ခဲ့ကြပါသည်ဆရာကြီးသည်ထိုလူငယ်များကိုအားပေးယုံသာမကသူကိုယ်တိုင်ပင်ဒုဗမာအစည်းအရုံးသို့ဝင်ရောက်ကာကိုတော်မိုင်းအမည်ရှိတွင်သခင်ကိုထပ်မံဖြည့်ဆွတ်ကာသခင်ကိုတော်မိုင်းဟူသောအမည်ခံယူပြီးမြမလွတ်လပ်ရေးအတွက်ကလောင်ထမ်းကတိုက်ပွဲဝင်ခဲ့ပါတော့တယ်ခင်ဗျာသခင်ကိုတော်မိုင်းအမိခံယူပြီးသည့်နေ့ထိုနှစ်မှစ၍တနိုင်ငံလုံးအနှံ့အပြားသို့သခင်လူငယ်များနှင့်အတူတရားဟောထွက်ခဲ့ပါတယ်1936ခုနှစ်ရွေးကောက်ပွဲမှာဒုဗမာအစည်းအရုံးသခင်များပါဝင်ရှင်ပြိုင်ကြရာလူငယ်များနှင့်အတူဆရာကြီးဟာလိုက်လံပြီးတရားဟောပါတယ်1938ခုနှစ်တွင်သခင်ဒီကာကိုရေးသားပြီးရေနံမြေအလုပ်သမားအရေးတော်ပုံကိုလည်းတက်ကြွစွာအားပေးခဲ့ပါတယ်မော်လမြိုင်ညီလာခံကိုတက်ရောက်ပြီးထိုခရိုင်တွင်အနှံ့တရားဟောထွက်ခဲ့ပါတယ်ဆရာကြီးဟာ1940တာယာဝတီညီလာခံ1940ခုနှစ်မန္တလေးညီလာခံနှင့်ပဲခူးလယ်သမားညီလာခံများကိုတက်ရောက်ခဲ့ပါတယ်။ဒုဗမာအစည်းအရုံးနာယကအဖြစ်နိုင်ငံတော်ဝန်နယ်ချက်ဆန့်ကျင်ရေးအမျိုးသားလူမျိုးရေးတရားများဟောခဲ့သူပါ။1940ခုနှစ်တွင်ဗြိတိရှနယ်ချက်တော်လှန်ရေးအတွက်ဆရာကြီးမြေအောက်ရှုခဲ့ရပြီးဗြိတိရှ၏နံပါတ်1ရန်သူတော်ဖြစ်ကြေညာကာဖမ်းဝရမ်းထုတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ဟင်္သာတခရိုင်တောင်ကြီးရွာထိုးမှတဆင်ဇလွန်တစ်ဖက်ကံထိုနောက်တာယာဝတီအနောက်ဆန်၍ဘူကောင်ထိုမှပဲခူးစသဖြင့်အမျိုးမျိုးဒုက္ခခံကလှည့်လည်တိမ်းရှောင်နေခဲ့ရသည်ဟုမှတ်ရပါတယ်1944 45
ဖက်စစ်ဂျပန်ဒေါ်လာရေးကာလတွင်လည်းဆရာကြီးဟာတပည့်တခင်များနှင့်အတူရှောင်းတိန်ပုံအောင်နေရပြန်ပါတယ်ခင်ဗျာ1953ခုနှစ်တွင်တရုတ်ပြည်မွန်ဂိုလီးယားဟန်ဂေရီနှင့်ဆိုဗီယက်ယူနီယံနိုင်ငံများသို့ခရီးလှည့်လည်ခဲ့ပါတယ်1955ခုနှစ်တွင်ဆရာကြီးသခင်ကိုရိုမိုင်းအားငင်းချမ်းရေးစတာလင်စုအနှင်းခဲ့ကြပါတယ်1959ခုနှစ်တွင်တီဟိုနှင့်အိန္ဒိယနိုင်ငံများသို့ငင်းချမ်းရေးကွန်ဖရင့်တက်ရောက်ရန်တွားရောက်ခဲ့ရပြီး1960ပြည့်နှစ်တွင်အရှေ့ဂျာမနီဟမ်ဘတ်တက္ကသိုလ်ကဂုံထူးဆောင်ပါတကူဒေါက်တာဘွဲ့ကိုအနှင်းခဲ့ပြန်ပါတယ်ထိုနှစ်တွင်ပင်အရှေ့ဂျာမနီသို့စေကူတာရန်တွားရောက်ခဲ့ရပါတယ်1963ခုနှစ်ဩဂုတ်လ6ရက်နေ့ရန်ကုန်မြို့တော်ခမ်းမတွင်ကျင်းပသည့်ဟီရိုရှီးမားနေ့အခမ်းအနားသို့တဝန်လွှာပေးပို့ခဲ့ပါတယ်ဆရာကြီးသခင်ကိုရိုမိုင်းဟာထိုသောမြန်မာလွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးအတွက်ကလောင်ထမ်းကတိုက်ပွဲဝင်ခဲ့ပြီး1964ခုနှစ်ဇူလိုင်လ23ရက်ကြာသပတေးနေ့နနက်တနာရီခွဲတွင်အသက်88နှစ်မှာလူကြီးယောဂဖြင့်ရန်ကုန်မြို့စမ်းချောင်းချမ်းသာလန်းနေအိမ်၌ကွယ်လွန်ခဲ့ပါတယ်။သားသမီး2ယောက်မြေးဆက်5ယောက်မြေး6ယောက်တို့ကျန်ရစ်ခဲ့ပါတယ်။ပဲခူးတိုင်းပြည်ခရိုင်ရွှေတောင်မြို့နယ်ဝါလေရွာစာတီဆရာကြီးသခင်ကိုရိုမိုင်းဟာမြောက်များလှစွာသောဘာသာရေးလူမှုရေးနှင့်လွတ်လပ်ရေးစာပေများရေးသားခဲ့သူပါလွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးမှာတိုးပမာအစည်းအရုံးဝင်လူငယ်များကိုဦးဆောင်ခဲ့သူမျိုးချစ်စာပေပညာရှင်ကြီးဖြစ်ပါတယ်ဆရာကြီးဟာကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးမှာအချိန်အခါနှင့်အညီဒီကာများဆောင်းပါးများဝတ္ထုပြဇာတ်တို့ကိုရေးပြီးပြည်သူကိုစာပေဖြင့်အသိပညာများစွာပံ့ပိုးပေးခဲ့သူပါဆရာကြီးသခင်ကိုရိုမိုင်း၏ဦးဆောင်မှုအောက်မှာတိုးပမာသခင်များစည်းလုံးညီညွတ်စွာဖြင့်လှုပ်ရှားကြလို့လွတ်လပ်ရေးအတွက်အင်အားကြီးမားလာတဲ့အခါအင်္ဂလိပ်အစိုးရဟာတုံ့လုပ်ခဲ့ရပါတော့တယ်ဒါကြောင့်ပဲဆရာကြီးသခင်ကိုရိုမိုင်းအားအင်္ဂလိပ်အစိုးရရဲ့ရန်သူတော်နံပါတ်1အဖြစ်သတ်မှတ်ခြင်းခံရပြန်ပါတယ်ထို့ကြောင့်ပင်ဆရာကြီးသခင်ကိုရိုမိုင်းဟာမြန်မာပြည်အနှံ့ရှောင်တိန်ခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်မိတ်ဆွေများခင်ဗျာပဲခူးတိုင်းပြည်ခရိုင်ရွှေတောင်မြို့ဟာကြီးသေးလေးထက်ဆရာတော်ဗမော်ဆရာတော်နှင့်ဆရာကြီးသခင်ကိုရိုမိုင်းတို့လိုပုဂ္ဂိုလ်ကျော်များမွေးဖွားရာရွှေနယ်မြေပဲဖြစ်ပါတယ်တကူကြီးဖျားစီတီများဝန်းရံနေသလိုနယ်ပယ်အစုံမှာလူချုံလူကောင်းများပေါ်ထွက်ဆဲဖြစ်ပါတယ်ဆရာကြီးသခင်ကိုရိုမိုင်းရဲ့ဘဝဖြတ်သန်းမှုတွေမှာသူရေးသားခဲ့သောစာပေများလွတ်လပ်ရေးအတွက်လှုပ်ရှားခဲ့ပုံများဟာလိလာ၍မကုံပြော၍မကုံအောင်များလွန်းလာပါတယ်ကျွန်တော်တင်ပြခဲ့တာတွေဟာဘလို့မှပြည့်စုံစရာအကြောင်းမရှိပါဘူးလာမယ့်2026ခုနှစ်မတ်လ23ရက်နေ့ဟာဆရာကြီးသခင်ကိုရိုမိုင်းရဲ့150နှစ်မြောက်မွေးနေ့ပဲဖြစ်ပါတယ်အဖိုးဆရာကြီးသခင်ကိုရိုမိုင်းရဲ့နိုင်ငံနဲ့လူမျိုးပေါ်ထားတဲ့စိတ်သူ့ရဲ့တမာတိဂုဏ်ပညာဂုဏ်တို့အားထာဝရလေးစားဥညွှတ်လျက်ရှိပါကြောင်းတင်ပြရင်းမိတ်ဆွေများလုံးငြိမ်းချမ်းသာရရှိကြပါစေ။